မစိုးရမှာမကြသေးခင်ကပဲအားလုံးကြည့်ကြပါဒီ Izol မှာရောဒီလုံးလေဒီဖက်မှာကျွန်တော်တို့မစိုးရမှာစစ်ဘေးရှောင်မှာအများဆုံးကမတူပီဖြစ်လိမ့်မယ်ချင်းပြည်နယ်မှာမတူပီဖြစ်လိမ့်မယ်ဆိုတော့အများဆုံးစစ်ဘေးရှောင်ကမတူပီကလူတွေရှိတယ်နေရာတိုင်းမှာဆိုတော့တစ်ဖက်ကကျေးဇူးတင်ပါတယ်မစိုးဒီကကျွန်တော်တို့လက်ခံပြလို့လက်ခံပြလို့စစ်ဘေးရှောင်နေတာဒီကျေးဇူးတင်တယ်ဆိုတော့ယခုကြာလာတော့ဘာဖြစ်သွားသလဲဆိုတော့ယခုလုံးလေဒီမှာရောတော်တော်လေးဒီမစိုးအကြီးကြီးတွေကအမိန်ထုတ်ပြန်တာရှိတယ်စစ်ဘေးရှောင်တွေညမထွက်ရဆိုတဲ့ဟာတွေကဆိုတော့ဒီဟာဒီကအမျိုးမျိုးကန်တပ်ပြီး Izol မှာလဲဆိုတော့ကျွန်တော်တို့သူတို့ဟာသူတို့လုပ်တဲ့ပြဿနာကိုစစ်ဘေးရှောင်ကိုပုံချအဆဆရဒီအရက်တောက်တာကစသူတို့ဟာသူတို့ကြိုက်တယ်လို့တောက်ပြီးမှကြိုက်တယ်လို့ဒီလမ်းဘေးမှာဒီပလင်းခွန်တွေထားတဲ့ဟာကိုအကုန်လုံးကစစ်ဘေးရှောင်တွေအဖြစ်ပုံချစစ်ဘေးရှောင်တွေဟိုမှာဘယ်လောက်အထိဖြစ်တယ်လဲဆိုတော့ပြောမယ်ဆိုတော့ကျွန်းတော်မှလွတ်လပ်ခွင့်ပေးသေးတယ်တခါတလေလေသူတို့ရဲ့အနေထားကိုကြည့်တော့အញ្ញံတနာဖို့ကောင်းတယ်ဆိုတော့ဘာပြောကြတယ်လဲဆိုတော့စစ်ဘေးချောင်းတွေနဲ့ကျွန်တော်ခဏခဏတွေ့တာရှိတယ်ဘာပြောတယ်လဲဆိုတော့ကျွန်တော်ရောက်ပြီဆိုတော့ကဲဘယ်လိုလဲကျွန်တော်တို့ပြန်လို့ရပြီလားပြန်လို့ရပြီလားဆိုတော့မေးခွန်းပဲအပုံမှန်မေးတယ်ကျွန်တော်တို့ကဒီလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဒီမှာအဆင်မပြေတော့ဘူးကျွန်တော်တို့ကိုအနုနည်းနဲ့မောင်းထုတ်တယ်လို့ကျွန်တော်ခံစားရတယ်ကြံချင်တဲ့ဆိုတဲ့ဟာတွေကအများကြီးမေးခွန်းထုတ်လာတယ်ကျွန်တော်တို့ကတော့ပြည်သူတွေကိုအခုတဲ့အကုန်လုံးပြန်စေချင်ဘူးစစ်ကောင်စီမရှိတော့တဲ့မတူပီမှာစစ်ချောင်နေတဲ့ဒုက္ခမျိုးစုံရောက်နေတဲ့ပြည်သူတွေဟိုမှာကြိုက်တယ်လို့ဟင်းလည်းရှာလို့မရဘူးပတ်စံရှိမှဝေလို့ရတဲ့အခြေအနေကြိုက်တယ်လို့တောသွားလို့မရဘူးသူများနိုင်ငံမှာအဝတ်အစားဝေတာတောင်မှအဝတ်အစားနဲ့ကောင်းလာတွေဝေပြီးဆိုရင်တော့အပြောခံရပြီပြောချင်တာကအကြည့်ဆက်ဆံပုံတွေအစအဆင်မပြေတော့ဘူးဒီဟာတွေကစစ်ဘေးရှောင်တွေအတိအဆုံးဖြစ်လိမ့်မယ်အဲ့လောက်ကြီးခံစားနေရတဲ့ဒီစစ်ဘေးရှောင်တွေကိုကျွန်တော်တို့တနာတယ်အမြန်ဆုံးကိုအိမ်မှာကိုရာမှာနေပြီးမှဒုက္ခခံတဲ့ကိုအိမ်မှာဒုက္ခခံရင်တော့ပျော်တယ်ကိုနေရာမှာခံတော့ပျော်တယ်ဆိုတော့ကျွန်တော်တို့ကအများကြီးကျွန်တော်ဖိတ်ခေါ်တယ်အခုလည်းကျွန်တော်တို့အကုန်လုံးပြန်နိုင်တော့အကုန်လုံးပြန်တော့ခုရရွာကိုဆိုကျွန်တော်တို့ပြောထားတာရှိတယ်ဒါမဲ့စစ်ဘေးချောင်တွေကဘာပြောတယ်လဲဆိုတော့တကယ်ပြန်ရင်တော့ကျွန်တော်တို့အတွက်လုံခြုံမှုအာမခံနိုင်မလားဆိုတဲ့ဟာတွေပြန်မြင်တယ်စစ်ကောင်စီမရှိတော့ဘူးဘာကိုလုံခြုံရေးအာမခံပေးမလဲလို့ကျွန်တော်ကမေးတယ်မတူပီမှာမတူပီ CDF ပဲမရှိတော့ဘူးတမန်နှစ်နေမြန်မာတော့တမန်နှစ် CDF ပဲရှိတော့ဟိုဖက်ကလူမျိုးပေါင်းစုံနဲ့နေလာတော့ကျွန်တော်တို့အတွက်ကအဆင်ပြေမလားဆိုတဲ့ဟာတွေကမြေခွန်းထုတ်လာတယ်သူမပြန်ရေးကြဘူးတော့နေရာတိုင်းမှာသူတို့ဒီစခန်းဒီညီနောင်ရဲ့စခန်းဒီအကုန်လုံးကြေးရွာတိုင်းမှာရှိတယ်ကြေးရွာနဲ့တရွာအကြားမှာရှိတဲ့စခန်းတွေလည်းအကုန်လုံးရှိတဲ့အခါကျတော့ဒီသူတွေကမပြန်ချင်ဘူးသူတို့ရှိနေတွေ့ကျွန်တော်ပြန်ဖို့အဆင်ပြေမလားဆိုတဲ့ဟာတွေဖြစ်လာတယ်ပြောချင်တာကဒီဟာတွေကြည့်တော့တစ်ဖက်ကအရန်ဘယ်လိုပြောမလဲဟိုဝတ်နေဖို့ကောင်းတယ်ဆိုပြန်တဲ့လူတွေလည်းဟိုဘယ်လိုပြောတစ်ဖက်ကအာဒါလို့မှရမယ်ဆိုတဲ့ပုံစံတွေဖြစ်လာတော့တော်တော်လေးဒုက္ခတွေကြုံလာရတာလေအခုဒီလူတွေကတော်တော်လေးရှိတယ်ပုလင်ပြောမယ်ဆိုတော့ကျွန်တော်တို့မတူပီကနေပြီးမှကျွန်တော်တို့ယခုချိန်ထိမတူပီတမန်ဟစ်မှာပါဝင်တဲ့ CB or CC မှာပါဝင်တဲ့ဒီလူတွေအကုန်လုံးကယခုချိန်ထိမြို့ပေါ်မှာမတူပီမြို့ပေါ်မှာဝင်ခွင့်မရှိသေးဘူးပြီးတော့ ကြိုက်တယ်လို့နေလို့မရဘူး
ပြောချင်တာကဆိုတော့မတပီမှာကျွန်တော်တို့ဒီပြည်သူတွေရွေးချယ်ထားတဲ့အရာအလုံးကျွန်တော်ပြန်ကြည့်မယ်ဆိုတော့ဒီရခိုင်နှုန်းမှာချင်းနိုင်ငံရေးကိုပြန်သုံးသပ်မယ်ဆိုတော့တရားမှာ80က90ကကျွန်တော်တို့80 90ရခိုင်နှုန်းကလောက်ကကျွန်တော်တို့ချင်းလက်မှာအကုန်လုံးပါဝင်တဲ့လူတွေပဲကျွန်တော်တို့ ਨੇ အတူတကွရက်တည်တဲ့အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတော့ဒါပေမဲ့အခုဘယ်လိုဖြစ်တယ်လဲဆိုတော့ပြည်သူတွေကိုမရမကရတဲ့နည်းနဲ့ချင်းချုပ်မယ်ရောင်းခွင့်လည်းပစ္စည်းလည်းမရောင်းပေးဘူးမြို့လည်းမဝင်ခိုင်းဘူးဒီလိုဒီလိုအချက်ကင်မှနောက်ဆုံးမခံနိုင်တော့တဲ့အဆုံးမှာပြည်သူတွေကကိုယ်ဖျက်ရောက်လာမယ်ဆိုတဲ့ဟာရည်ရွယ်ချက်နဲ့အခုလုပ်နေတာတော့တော်တော်လေးဝမ်းနည်းဖို့တော့ကောင်းတာပေါ့ဆိုတော့ကိုယ့်ပြည်သူကိုကျွေးတဲ့ပြည်သူကျွန်တော်တို့ကိုရှေ့မှာရက်တည်ပြတဲ့ပြည်သူတွေကိုတစ်ဖက်ကအာဏာပြန်ပြတယ်လို့ဖြစ်လာတဲ့ဟာကကျွန်တော်အရန်ဝမ်းနည်းဖို့တော့ကောင်းတယ်ပေါ့